Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ရှမ်ခိုင်ရောဆိုတဲ့ဗီယက်နမ်ချက်ဥချောင်းတုပ်တွေလုပ်ပြပါမယ်အဲ့တော့ပထမဆုံးပါဝင်ပစ္စည်းအနေနဲ့ငပြားရည်ထည့်ပါမယ်ထိုင်းငပြားရည်တွေကိုထည့်လိုက်တယ်ပြီးသွားတဲ့အခါမှာတော့ MSG ချိုးမုံနည်းနည်းထည့်တယ်အသားမုတ်ထည့်လည်းရတယ်မထည့်လည်းရပါတယ်ဝေပြီးတော့ရင်တော့ကျွန်တော်တို့တခြားပါဝင်ပစ္စည်းလေးတွေဖြစ်တဲ့တံမြာရည် ready made တံမြာရည်ကိုထည့်လဲရတယ်။ကိုယ့်ကိုအလုံးလိုက်တံမြာရည်ကိုထည့်လဲရပါတယ်။တံမြာရည်ထည့်ပြီးတော့ရင်တော့ကျွန်တော်တို့ထိုင်းစားစာရအချို့ပါတဲ့ဖြစ်တဲ့မို့လို့ကျွန်တော်တကြားလေးနည်းနည်းထည့်ပါမယ်။အဲ့တော့ဒီတခြားလေးနည်းနည်းထည့်မယ်ထည့်ပြီးတော့နော်ဒီရုပ်ဒီစိမ်းလေးထည့်ပါမယ်အနီးထည့်လည်းရတယ်အမှဲထည့်လည်းရတယ်အစိမ်းထည့်လည်းရတယ် it's up to you ဆိုတော့အိုက်ပေါင်းပစ္စည်းလေးထည့်ပြီးသွားတဲ့အခါမှာကျွန်တော်နည်းနည်း spice ပုံစံမျိုးနည်းနည်းဆက်တာကြိုက်တဲ့အတွက်ကြောင့်ရုပ်ဒီအမှုန့်လည်းထည့်ပါတယ်အလော်မှုန့်ထည့်တယ်ထည့်ပြီးသွားတဲ့အခါမှာတော့ဒီပုံမှာပြထားတဲ့ဒီအထောင်းရည်ပေါ့နော်ထိုင်းအထောင်းရည်ကိုကျွန်တော်ထည့်တယ်ထည့်ပြီးတော့အဲ့ဒါလေးကိုအာပါတရားမှွေမယ်ဆိုရင်ကျွန်တော်တို့ဒီအနှစ်ရပြီပေါ့နော်အဲ့ဒီအထောင်းအတွက်အထောင်းကြီးအနှစ်ရပြီပြီးတော့တဲ့အခါမှာကျွန်တော်ကြက်သွန်ဒီပပလှီထားတာလေးတွေထည့်မယ်ပြီးရင်ခရမ်းချင်ဒီထည့်မယ်ပုံမှန်ကတော့ normally တို့က coffee မထည့်ဘူးကျွန်တော်ကတော့ coffee လေးပါစားခြင်းတဲ့အတွက်ကြောင့်မို့ coffee ပါလှီထားလိုက်တယ်အားပြီးတော့ကျွန်တော်တို့ဒီဇက်လိုက်ဖြစ်တဲ့ကြက်ဥချောင်းအဲ့ဒါကိုကျွန်တော် Big C မှာဝယ်တယ်ကြက်ဥချောင်းအရှိကတော့မြင်တဲ့အတိုင်းပဲအဲ့တော့အဲ့ကောင်ကိုကျွန်တော်ပပလေးလီးပြီးတော့ကျွန်တော်ပြုတ်ထားတယ်ပြုတ်ထားပြီးသားလေးတွေကိုကျွန်တော်ဒီထဲကိုထည့်ပြီးတော့မှုေတယ်ဒီဟင်းမှာစီမပါဘူးအချို့ကလည်းမစားခြင်းမထည့်လို့ရတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့diet လုပ်နေတဲ့လူတို့ weight loss အတွက်သွားနေတဲ့လူစီကြောက်တဲ့လူတွေဆိုတော့ it's very good ပြီးတော့ကျွန်တော်ဘာထည့်လဲဆိုတော့ဒီတရုံနန်ကိုဒီအထဲတည်းကအယိုးတန်လည်းထည့်တယ်အရွက်တွေလည်းထည့်တယ်အကုန်လုံးလုံးဝတမနေအောင်စိမ့်ပြေနှစ်ပြေမှုေမယ်ပေါ့နော်အဲ့တော့မှုေပြီးသွားတဲ့အခါသမ ्या မှာတော့ကျွန်တော်တို့စားမဲ့ပကံလေးတွေကိုပြင်ဆင်မဲ့ပကံလေးတွေကိုအားလေးတွေကိုစီလေးရီလေးထည့်ကြမယ်ထည့်ပြီးတော့ရင်တော့ကျွန်တော်တို့အတွက်ဗီယက်နမ်ကြက်ဥချောင်းတုပ်ပေါ့နော်ဝက်ဥချောင်းနဲ့လည်းသုံးလို့ရတယ်ကြက်ချက်တော့တို့ဘာတို့လည်းထည့်လို့ရပါတယ်ဆိုတော့အထောင်းတော်များများကိုဒီစတိုင်လေးကြရင်မှုမွေးဆက်ဆက်လေးချိုလေးကြရင်ဒီပုံစံလေးသုံးလို့ရပါတယ်ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်လိုက်လို့စားကြည့်ကြပါတက်တာ